လူတွေအားလုံးလိုက်လုံးလို့ရတဲ့ကံကောင်းစီမဲ့ရေတွေကပေါ့နော်ဒီနေ့17ရက်နေ့17လပိုင်းတရက်ထဲပဲလုံးလို့ရတယ်ဗီဒင်ဆရာထူးမြတ်အောင်ရဲ့လမ်း6လမ်းပွင့်စီမဲ့ရေတွေကတကယ်အခုလုံးနေတာကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီဟာကြတော့ထမင်းကြော်နဲ့ကြက်ဥကြော်ပြောင်းမှုကြော်ကိုဖျားမှာစက်ကတ်ထူတန်းပါမယ်ထမင်းကြော်ကြက်ဥကြော်ပြောင်းမှုကြော်မရလို့ရှိရင်လည်းကြိုက်တဲ့အကြော်တစ်ခုခုနဲ့ထမင်းကြော်ကိုကတ်ပါပြီးတော့ရင်ဆူတောင်းရမှာကဒါကဘာလမ်းလဲဆိုတော့ကိုဘွားရဲ့တက်လမ်းပွင့်မှုအတွက်ကိုဆူတောင်းရမှာဖြစ်ပါတယ်ဒါကလမ်းတလမ်းဖွင့်ပါပြီဒီထမင်းကြော်ကြက်ဥကြော်ပြောင်းမှုကြော်ကို17နိုင်17မိနစ်မှာကတ်နိုင်လို့ရှိရင်ပိုကောင်းပါတယ်ကိုရဲ့ဘဝတက်လမ်းနေပွင့်လန်းပါစေလို့ဆူတောင်းပြီးတော့ကတ်လှူပါပြီးရင်ဒါကကြတော့ရွှေသင်္ကန်းဖျားကိုရွှေသင်္ကန်းဖြစ်ဒါမှမဟုတ်လို့ရှိရင်ရွှေသင်္ကန်းဝယ်ရခတ်တယ်ဆိုရင်ကိုရဲ့လုံးဝရတဲ့နာရွှေတွေကိုဖျားမှာကတ်လှူပူဇော်ပြီးတော့ကိုရဲ့ရွှေလန်းခကြီးတွေပွင့်ပါစေဆိုပြီးတော့ရွှေလန်းပွင့်အောင်ဆူတောင်းပါနောက်ပြီးတော့တကယ်ဒီ coffee 3ခွက်coffee 3ခွက်ကိုကတ်တဲ့အခါမှာကိုယ့်ရဲ့ငွေလန်းတွေပွင့်ပါစေဆိုပြီးတော့ဆူတောင်းပါပြီးွားရင်ဒီပေါက်ဆုပ်ကိုလက်နဲ့ဒီလို3ဆုပ်ယူပြီးတော့ပကံညာတွေကိုထည့်ပေါက်ဆုပ်3ဆုပ်ကိုကတ်တဲ့အခါမှာကိုယ့်ရဲ့ကံလန်းတွေပွင့်ပါစေဆိုပြီးတော့ဆူတောင်းပါပြီးရင်နှင်းစီပန်းအနီ3ပွင့်ကိုမြတ်စွာဘုရားကိုကတ်ပြီးတော့မှကိုယ့်ရဲ့တိုက်လန်းတွေပွင့်ပါစေဆိုပြီးတော့ဆူတောင်းပါပြီးရင်ဖျောင်းနိုင်3နိုင်ပေါ့နော်အဲ့ဒီ3နိုင်ကိုညာဘက်လက်မှာတန်ဖိုးတွေကိုကောင်းရော့ပြီးရင်ဘယ်ဘက်လောက်ပြန်ပြောင်း24ပစ္စည်းအတူကိုကောင်းရော့နော်ကိုကောက်ရွတ်ပြီးတဲ့အခါမှာစီမီတော့3နိုင်ကိုဖျားကိုစက္ကန့်လှူဒန်းပါမယ်အဲ့ဒါကြတော့ကိုယ့်ရဲ့လက်လန်းတွေဖွင့်လန်းပါစေဆိုပြီးတော့ဆူတောင်းပါမယ်ဆိုတော့ဒါကကြတော့ဘဝတက်လန်းဘဝခရီးလန်းဘဝတက်လန်းပွင့်လန်းမယ်ပြီးတော့ရွှေလန်းတွေပွင့်လန်းမယ်ပြီးကော်ဖီကငွေလန်းတွေပွင့်လန်းမယ်ပြီးရင်ဖျောင်းနိုင်ကကြတော့လက်လန်းတွေပွင့်လန်းမယ်ဒါကကန်လန်းတွေပွင့်လန်းမယ်ဒါကတိုက်လန်းတွေပွင့်လန်းမယ်လမ်း6လမ်းပွင့်အောင်ကိုဖွင့်ဖို့ကံကောင်းဖို့ကံမြင့်ဖို့အတွက်အစွမ်းအရန်ထက်တဲ့ကုသိုလ်ဖြစ်ရရလေးကိုမျှဝေပေးလိုက်ပါတယ်ဗီဒင်ဆရာထူးမြတ်အောင်ကိုတကယ်ကျေးဇူးတင်ပါတယ်ဒီကနေပြီးတော့ဆရာရဲ့ရရကိုတကယ်ကဒီနေ့မှာတိတိကျကျလိုက်နာပြီးတော့မှပြုလုပ်ရင်းနဲ့မှအများလဲတကယ်လို့ပဲကံကောင်းဖို့အတွက်ကိုမျှဝေပေးလိုက်ပါတယ်ဒီနေ့မှာမြင်တဲ့သူတွေတော့လိုက်လို့ပေါ့နော်17နာရီ17မိနစ်မှာလုပ်ရင်ပိုကောင်းတယ်ဆိုတော့တကယ်မနက်ခင်းစောစောပိုင်းလေးတင်ပေးလိုက်ပါတယ်အကယ်မို့လို့ရက်ကြော်သွားတယ်ဆိုရင်တော့လည်းပဲမသိဘူးပေါ့နော်ဒီနေ့တရက်ပဲပြုလုပ်ရမှာဆိုတော့เนาะကျေးဇူးတင်ပါတယ်